Hello guys အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပြီးနေပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ Microsoft ရဲ့လူတိုင်းအကြိုက်ဖြစ်တဲ့ RTX ဆိုတာကြီးကိုကျွန်တော်ဖွင့်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်ပြီးတော့ညီကြီးဟဲလေကြားတယ်ဒါဆိုရင်ကျွန်တော်နဲ့အတူညီကြီးဟုတ်ပါဒါဆိုရင်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုစလိုက်ရအောင် Let's goပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီကောင်ကိုITH ထည့်ထားရပါတော့ကျွန်တော်အဲ့ဒါသွားပြီး on ဖို့ပဲရှိတယ်။ကြဒါဆိုရင်ကျွန်တော်တို့စရအောင် setting နဲ့သွားပြီးကျွန်တော် ITH တော့ on မယ်။အော်ဒီမှာကဲ ray tracing place ဆိုတော့ကျွန်တော်တော့ on မယ်။ပြီးတော့အော်ရပေါ်လာပြီ။ဝိုးWhoa! Yeah, my dead shows. Yes. ကျွန်တော်ကြည့်ပါဦးလုံးဝ ray tracing နဲ့ကိစ္စတော့ကျွန်တော်အရင်ဆုံးရေးကြည့်ရအောင်။ Oh တကယ် invite တာညနေတော့ဒါဒီကောင်ကနည်းနည်းလေးအရေးကြနေ။ဖက်သွားရအောင်။ဖက်သွားရအောင်။ Wow မကြည့်ပါဦးလုံးဝဖန်တာပြင်းကြနေအောင်လေ။အဲ့ဒါရီကူးနေပုံစံကြနေတယ်။ဟုတ်တယ်ကျွန်တော်အောက်မှာရောငါးရောခါနေခိုင်းကျွန်တော် Okay ကျွန်တော်ရောက်စင်ကြည့်ရအောင်။ Oh တကယ်မိုက်တယ်နော်ဒါပေမဲ့ဒီကောင်ကလေဟိုတခြား ADH တွေလို့ဒီအရေးကြတာလေးမရှိဘူးလားအရေးကြတာမဟုတ်ပါဘူးလို့အလင်းရောက်ကြတာလေတော့မပါဘူးပေါ့နော်ဒီကောင်ကဒါပေမဲ့ဒီကောင်ရဲ့ texture ကလုံးဝမိုက်တယ်ဗျာဒီတဲလေးဆိုပဲကြည့်လုံးဝ reality ဆန်တယ်ဗျာ Oh wowကျွန်တော်တို့ဒီမှာတခြားပစ္စည်းစမ်းကြည့်ရအောင်ဆိုတော့ကျွန်တော်ပစ္စည်းရေးနဲ့စမ်းကြည့်ရအောင်เนาะဒါဆိုရင်ကျွန်တော်ဟိုဟာတက်တာ3လေးပေါ့เนาะကျွန်တော်တက်တာ3လေးယူပြီးခါကြောက်ကျွန်တော်စမ်းကြည့်မယ်။အော်ချတာကိုအမားလိုက်။ဝိုးမိုက်တယ်ဗျာရက်ဒီ။အော်ဒီကောင်ပေါ်တော့လက်တွေရောလက်လေး။ဝေါဒီအမဲကောင်။ gray အောင်ဖြစ်နေအောင်အမဲမဟုတ်ပဲအဲ့မိုက်တယ်ဗျာမကြည့်အောင်ဝိုးတကယ်မိုက်တယ်ပြီးတော့ကျွန်တော်နောက်ထပ်ဟိုဗာလဲကျွန်တော်ဟိုလေးစမ်းကြည့်အောင် glass ပေါ့နော် glass ကပဲနာမပါလို့ကြောင်းမှာဟုတ်တယ်ဒီအောင်မှာကျွန်တော်တို့ဒီမှာအယောင်ထွန်းတဲ့ကောင်လေးယူရအောင်ကျွန်တော်ဒီမှာပြီးရင်အစိမ်းအောင်ပြီးရင်ကျွန်တော်အပန်းအောင်ရင်ကျွန်တော်ခန်းအောင်ပေါ့ okay ပြီဆောင်းနေကျွန်တော်စမ်းကြည့်မယ်ကျွန်တော်စမ်းကြည့်ရအောင်ဗျာ Okay ဟုတ်ပြီကျွန်တော်တို့စမ်းကြည့် Wow ဒါကြောင့်ဒီမှာအရေးကြတာလေစာအနီအောင်လေးကြရဗျာဒီကောင်ဆိုရင်လိမ္မော်ရောင်လေးကြလိုက်မယ် Oh မိုက်တယ်ဗျာဒါလေးဆိုရင်စိမ်းအောင်လေးတော့ဒီဟိုဗာလေဂျယ်လီတုံးကြညောဒါကျွန်တော်ဒီမှာပန်းရောင်လေးရောလေးကြည့်မယ်တကယ်မိုက်တယ်ဗျာတကယ်မိုက်တယ်ကြီးကြပါအောင်လို့ဒီမှာအရေးကြတာလေးကိုဒီမှာခင်းရောင်လေးတကယ်လာရကြီးဒီကနေဆိုမှကြောလုံးဝဒီလိုအယောင်လေးနဲ့မစိုးကြဒီကောင် RTH တဲ့ကျွန်တော်တို့အရင်တော့ကြောက်ကျွန်တော် RTH ဆိုမကြိုက်ဘူးကြာဘာလို့လဲဆိုတော့မလှဘူးထင်တာပဲဒါပေမဲ့လေအခုကြည့်အောင်ကျွန်တော်ဘတ်ဒီ Java ရှေ့တာထက်တာပို့ပြီးတော့မိုက်တယ်ဗျာဒီလားဒါကြောင့်နောက်တစ်ခုစမ်းကြည့်အောင်အဲ့ဒါကကျွန်တော်ဘာဆမ်းလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာကောင်လေးဒီ plot လေးတွေရပြီးတော့ဒီကောင်ရွှေ့တယ်ပြီးတော့ဒီမှာဒီကောင်ကကြတော့ဘလုံးကျွန်တော်ကော့ပါလားဟုတ်ပါရပါပြီပေါ့တန်တုံးနေမှုပါဒါတုံးမှဘာတုံးမှလဲဟုတ်တယ်ကော့ပါ plot ဒီဆိုတော့ကော့ပါ plot ဒီကျွန်တော်စမ်းကြည့်ပြီးတော့ဒီကောင်လေးပြီးတော့ကျွန်တော်ဒီကောင်လေးစမ်းကြည့်ကောင်လေးကျွန်တော်ခဏပြန်သိမ်းလိုက်နော်ဒီဒါဆိုရင်ကျွန်တော်စမ်းကြည့်ရအောင်နည်းနည်းလဲလေးပါတယ်မိုင်းနေရောကောင်လေးရောအတန်းစားမိုက်တယ်ညာကြုံဝါကြည့်ပါဦးညာOkay ပြောကျွန်တော်ဒီကောင်ကြည့်အနည်းငယ်ကြည့်ပါဆောက်ရိုကြီးကြည့်ကြပါ
လုံးဝမိုက်တယ်ဒီမှာချွေအိုးဝိုးရွှေတုံးကြီးကိုတစ်ချက်ကြည့်အောင်ညာအိုးရွှေတုံးရဲ့တကယ် reality ဆန်တာအော်ဒီလုံးဝယူကြည့်အိုးအော်တော့လက်လေးတောင်ပိုင်ပဲကျုပ်အိုးတကယ်မိုက်တယ်လို့ပြောကျွန်တော်ဒီမှာဒီတန်တုံးလေးဆန်ဖို့လိုသေးတယ်အိုးတန်တုံးကတကယ်ဟွာအတိုင်းပဲရောယိုဒါတော့မှဒါကျွန်တော်ဘယ်လိုကျွန်တော်ကဒီ free ပြဒီ free ကနေပြီးတော့ကျွန်တော် free တွေချတောင်းထားပါတော့ကျွန်တော် official မဝင်နိုင်လို့ free ရတဲ့ဟာလေးပဲကျွန်တော်ချတောင်းတာတော့ဒီလောက်ထိမိုက်တယ် official များတာဝယ်ပြီးခေါ်တော့ဘယ်လောက်ထိတာမှ reality ဆန်နေလဲကြည့်ကြပါဦးလုံးဝယူကြည့်အော်တကယ်မိုက်တယ်လုံးဝမိုက်တယ်ကြာနောက်ရကျွန်တော်တခြားခုဆန်ကြည့်ကြည့်အောင်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော်တို့ဒီအလင်းရောင်ဆန်ပဲပေါ့နော်စင်းရောင်ဆန်ကြောင့်နေလိုက်တော့ဒီလင်းကြောင်ညာနောက်တစ်ခုပါရှိတယ်ကောင်းရှိတယ်ကောင်းရင်ရက်ကောင်းရက်တင်ကောင်းရောက်ဒီ RTH on နဲ့ကျွန်တော် rest တုံးကြီးအားစဟောဖြစ်တယ်ဗျာအဲ့တော့ဒီကောင်ဒီမှာခဏတည်းအောင်ဆိုဒီကောင်ဒီမှာခဏတည်းအော်ဒါဒီတော့စမ်းကြည့်ကြအောင်ဒီလိုကြောင့်မစမ်းခင်ညပြောင်းလိုက်ရဒီတော့ midnight ကြောင်းလိုက်အဲ့ပါโอเคအော်ဘာမှတော့ညတော့ကျွန်တော်အရင်ထားကြည့်လိုက်ဟိုးဒီရဲ့ဒီကောင်ရဲ့ night ကလည်းလာရယ်နော်ဝါကြုံဝိုးဒီကောင်ဆိုအပြအောင်လေးဒီဝါးလေးနဲ့ဟဲ့ရှူညောင်ရှူနောက်ပြီးတော့ကျွန်တော်အိုးဒီကောင်ရဲ့အမီအလင်းရောင်ကြီးကြပါဦးမသိရင်ကြာဟိုမော်ဆန်ဟိုဗါလေဆုံးမဂိုင်ချာမီးရောက်နေကြားနေရပဲကြုံအဲ့နောက်တစ်ခုကကျွန်တော်တောင်လေးဆန့်ကြည့်လိုက်ဒီကောင်တော့အဖြူအောင်လေးတကယ်ဆိုဘူးတကယ်ဆိုကျွန်တော်ဒီကောင်လေးဒီလိုကြီးထောင်လာတစ်ခါကြည့်ရင်တော့ကြောက်ဟိုမှာပါ refresh ဖြစ်တာမသိဒီကောင်လေးကဟိုမီးထွန်းထားတဲ့အတိုင်းပဲကောင်လေးဒီမှာဆန်းဒီကောင်ကြအဝါရောင်လေးရင်းဒီဘက်လေဦးမှာဗာလေဒီ light share ဦးကြားလိုက်ရလုံးဝမိုက်တကယ်မိုက်အဲ့ဒါဒီကောင်လည်းအပြအောင်ပဲဖြစ်နေဟုတ်တယ်ဒီကောင်အပြအောင်ရင်းနေကျွန်တော်ဒီအချောင်းရပါအောင်ရင်းနေဒီအချောင်းမှာဒီအချောင်းကလည်းအဖြူအောင်ပဲကျွန်တော်ဟိုဗာလေကျွန်တော်ငယ်တော့ဒီဖန်ချောင်းကြီးအဲ့ဒါကြီးနေစင်ပြီးလေကျွန်တော်တကယ်လာတာကျွန်တော်လေဒီအရေးကြတာအစားကျွန်တော်တို့ရလည်းဒီဆန်နေကြတော့ဒီအဲ့ဒီခိုင်ကျွန်တော်ပို့ပြီးကြည့်တာကျွန်တော်လုပ်ပြမယ်နော်โอเคဒီမှာကြည့်အကြောင်းလေးတလားဘယ်လိုဒီ light အလင်းအောင်ကြတာအစားဒီမှာလေအကြောင်းလေးဖြစ်နေတာတော့တကယ်ပြင်တိုင်းပဲနော်တကယ်မိုက်တာကျောင်းဒီ RTH နီးတူတာဆို Java မှာဆိုတော့ SES ထဲတိုင်းရှိရကြမိုက်တယ်နော်ကျွန်တော်ဒီကောင်ရှိမှတော့ပြီးတော့ထားပြီးရွှေအောင်လေးရင်းမှာလားတကယ်ပေါ့ဒါပေါ့အလင်းအောင်ကျွန်တော်ဒီကောင်နဲ့ပူသွားကြည့်မယ်ဆောင်းနေကျွန်တော်သွားကြည့်ဘရိုရွှေအောင်လေးလင်းညာပဲတော့ကျွန်တော်ဖျားသိနေတာကျွန်တော်ဒီကောင်လေးရွှေအောင်လို့ယူလုံးဝယူအကြောင်းမို့ကျွန်တော်တငယ်ချင်းတွေပြောရပါတော့ RTH ချေတာကိုဘယ်တော့ချေတာရမရှင်းနိုင်ဘူးအဲ့တော့ကျွန်တော်လက်မခံဘာလို့ဆိုကျွန်တော်အဲ့တော့ RTH မဆော့ဘူးလေတကယ်မိုက်တယ်ဒီကောင်လေးကြီးအောင်မှာကျွန်တော်တို့လိုက်ထားကြည့်bro အပွားလီကျွန်တော်
မိုက်တယ်တကယ်မိုက်တယ်တော့ဒီအပေါ်မှာကျွန်တော်တို့ပေါ်တာသူဘေးမှာကျွန်တော်ကဘေးမှာပေါ်မယ်ပြင်တာအပေါ်မှာပေါ်တာဗျာကျွန်တော်ဒီအပေါ်မှာလေးထုတ်ထပ်သားကြည့်ကြည့်လို့အောက်အာတကယ်ကြီးကို perfect ကြီးဗျာဇုံကမိုက်တယ်ဆိုတော့အဲ့ဒါကြီးကျွန်တော်ကိုဖြတ်လိုက်အောင်ပြီးတော့ဒါကျွန်တော်တို့တောထဲပေါ့နော်တောထဲပါကျွန်တော်တစ်ပင်ကြီးကြားထဲမှာစီတကယ်လုံးဝ reality center လေးကြည့်အောင်ညာတကယ်ကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီတွေ့ရ like နေရပြကျွန်တော်အပြင်အားနဲ့လုံးဝဆင်နေတာဒီကျွန်တော်သူအဖြူဆိုလဲသူအရေးကြတာဒီ like share ကြတာကြီးအဲ့တော့အကုန်မှန်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီ refreshing ဆိုပြီးခါကျတော့ဖြစ်လာတာပေါ့နော်အဲ့တော့ကျွန်တော်ဒီအောက်ကိုဝင်ကြည့်ရအောင်အိုးဘုံမောင်မင်းရအိုးဒီမှာကြည့်ဒီမှာကြည့်ဒီမှာကြာဒီဒါဆိုဒီလင်းအောင်ကြာတာဆိုမိုက်တာတကယ်အဲကြောင့်ဒါဆိုရင်ကျွန်တော်ဒီကူထဲကlike နေပုံစံပေါ့နော်အဲ့တော့ဒီပို့ပြီးတော့တိတာတယ်မှာကျွန်တော်တို့အလင်းအောင်ကြာလေးရဘာဘူးအရေးကြာလာလေးရမိုက်တယ်ဗျာဒါဆိုရင်ကျွန်တော်တို့လောက်ကြဒါကျွန်တော်စမ်းကြည့်ကြပါတော့နောက်မှကျွန်တော် game play လာမယ်ပေါ့ဗျာဒါဆိုရင်ကျွန်တော်ရဲ့ game play တွေကိုလည်းစောင့်ကြည့်ကြပါဗျာဒါဆိုရင်ကျွန်တော်ဒီ video လေးကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်ရဲ့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲပေါ့နော်ဆိုတော့ဘရိုတို့လည်းဘရိုတို့ရဲ့မာသားမီးချင်နေကိုဘရိုတို့RTX laptop တစ်လုံးဝယ်ပေးဖို့ပူစာလိုက်ကြတော့ဒါကဲဒီနေ့ရဲ့ video လေးကတော့ဒီလောက်ပါပဲဗျာအားလုံးပဲတက်တာ